ဒီနေ့မိခင်များနေ့အတွက်ကျမတို့စီမှာလာမှာသွားတဲ့မုတ်တွေအော်ရာတွေကိုကျမတို့အတူတူပြင်ဆင်ကြမယ်နော်ဒါလေးကိုကကြတော့မိခင်များကိုပေးဖို့ဆိုပြီးတော့လာမှာထားတဲ့ဒီ4ရောင်ပေါင်မုတ်ပေါ့နော်ဒါလေးကအရသာတပူးမှဆို4မျိုးတောင်ပါတယ်ပေါ့နော်အဲ့တော့ဒီအော်ရာလေးကိုကျမတို့အတူတူပြင်ဆင်ကြမယ်နော်ပထမဆုံး4ရောင်ပေါင်မုတ်လေးတွေကိုကျမတို့ကဖုတ်ပြီးတဲ့အခါကျတော့အေးခံနေပြီးတော့ပေါင်မုတ်လေးအေးပြီဆိုလို့ရှိရင်တော့ကျမတို့စပြီးတော့သူ့ရဲ့အရသာအလိုက်ပေါ့နော် feeling လေးတွေလိုက်ပြီးထည့်တယ်ပေါ့နော် strawberry blueberry pandan နဲ့ vanilla ပေါ့နော်ဒီအရသာ4မျိုးကိုတခါတည်းထည့်ပြီးတော့တပူတပူစီမှာပြန်ပြီးတော့ပေါ့နော်အရသာ4မျိုးပြန်ပြီးတော့ပြင်ဆင်ပြီးတော့လုပ်ပေးရတာဖြစ်ပါတယ်ကျမကအစတယုံလုံးကလေဘလောက်ပဲအပြစ်မှာအထာကြနေပေမဲ့ယုံမှဆိုရင်ကလေးတွေပဲပေါ့နော်ဒီရက်ကြီးအရောင်ရတော့ခုမှပေါင်လေးပဲဖြစ်ပါခင်ဗျာဒါလေးကတော့အိတ်ဆက်လေးပါ GS Bakery မှာအားသာချက်တစ်ခုကတော့အလုံးလုံးနေတဲ့အချိန်ဆိုလို့ရှိရင်လည်းကျမတို့မငီးမညူနဲ့အားလုံးကပျော်ပျော်ရွှင်ရွှင်လုပ်ကြတာပဲပေါ့နော်မုတ်တစ်ခုလုပ်တဲ့အခါမှာကျမရဲ့ခံယူချက်ကတော့လေစိတ်ညစ်နဲ့လုပ်နေတာထက်စားလို့ရှိရင်ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်တဲ့မုတ်လေးတွေကပို့ပြီးတော့အရသာရှိရလို့ခံစားရတယ်ပေါ့နော်ဒီတော့ချစ်ချင်းမြတ်တာနဲ့လုပ်တဲ့ကျမတို့မုတ်ကလေးတွေကိုစားသုံးတဲ့အခါမှာလည်းစားသုံးတဲ့သူရဲ့ရင်ထဲမှာတကယ်ကိုအချစ်တွေရောက်ဖို့လည်းမျှော်လင့်နေပေါ့နော်မိခင်များနေ့အတွက်မုတ်အော်ရာတွေရောကိတ်အော်ရာတွေရောအများပြတက်လာတော့ကျမတို့အဲ့ဒီနေ့မှာအားလုံးဟာ OT ဆင်းလိုက်ရပါတယ်မုတ်တစ်ခုစီတိုင်းမှာချစ်ချင်းမြတ်တာအပြည့်နဲ့လုပ်ပေးထားတာမလို့စားကောင်းပြီးတော့အရသာရှိမယ်ချစ်ချင်းမြတ်တာကိုခံစားရမယ်လို့ကျွန်မယုံကြည်ပါတယ်ကဲအခုဆိုလို့ရှိရင်ဒီလိုမျိုး၄ခုကိုတခါတည်းထည့်ပြီးတော့ပကင်လှလှလေးနဲ့ကျမတို့ပိတ်ပေးလိုက်ပြီးတော့ကိုပေးချင်တဲ့သူတွေကိုလက်ဆောင်လှလှလေးပေးလို့ရပါပြီလို့ကဲဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲတတာပါနောက်လည်းပြန်တွေ့မယ်နော်